ဝိမြင်ကြခြင်းဒီဗီဒီယိုကိုစုပ်တိကြည့်ပေးပါကိုကရုံငန်းထဲမှာအထိုင်များတဲ့သူအဝလိုနေတဲ့သူလေ့ကျင့်ခန်းတွေလုပ်ပေမဲ့ဝိတ်ကြတာနှင်းနေတဲ့သူဒါမှမဟုတ်ခလေးမွေးပြီးတော့မှဝလာတဲ့သူတွေထဲမှာအခုကြည့်နေတဲ့လူတွေရောပါလားဒါဆိုရင်ဒီနီးလန်းလေးအတိုင်းလိုက်လုပ်ကြည့်ပါရှင်မင်းထက်ဆိုရင်လည်းခလေးမမွေးခင်ကဝရဲထဲမှာပါပါတယ်ဒါပေမဲ့ဝိတ်ကြစည်းတွေအများကြီးတဲကမှဘေဘီဆွီလေးကိုစံသုံးဖြစ်ပါတယ်စီကြော်စာတွေကိုလည်းရှောင်ပေးတယ်တကြားများတဲ့အစားအစာတွေကိုလည်းရှောင်ပေးပါတယ်ဘေဘီဆွီလေးကို2လလောက်တောက်ပြီးသွားတဲ့အခါမှာတော့မင်းထက်ရဲ့ခန္ဓာကိုယ်ကတိတိတတ်တာကိုပြောင်းလဲလာခဲ့ပါတယ်ဘေဘီဆွီလေးရဲ့အစွမ်းပေါ့နော်ဘေဘီဆွီလေးထဲမှာဆိုရင်ဂျင်းပြားရည်တက်မြသည်တစ်ကြပိုးကဒီလိုမျိုးတဘာဝပစ္စည်းတွေနဲ့ပေါ်ဆက်ထားတဲ့အတွက်ကြောင့်ဘေးတဲ့ဆိုးကျိုးလည်းနည်းပါတယ်ဒါပေမဲ့မတည့်တဲ့သူတွေရှိတာဖြစ်တဲ့အတွက်ကြောင့်ပင်ထောက်ထားတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မှအမှားဦးစေချင်ပါတယ်ရှင်ဘေဘီဆွီလေးကိုမနက်အိပ်ရာထားမနက်စာမစားခင်တစ်ကြိမ်ညအိပ်ရာဝင်ကန်ဒီတစ်ကြိမ်စနစ်တကျသေချာလေးတောက်ပေးမယ်ဆိုရင်တော့တစ်လအတွင်းမှာပဲတိတာရရလက်လေးကိုရစေနိုင်ပါတယ်ရှင်ကို့အနေနဲ့ဝါရတာကိုမကြိုက်တော့ဘူးဆိုရင်တော့ဘိုင်ဘာကအရမင်စီမှာအသေးစိတ်မေးမြန်းပြီးတော့မှဝယ်လို့ရပါတယ် beauty box ကမြင်ထပ်ပါရှင်